အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Channel ကနေပြီးပရိသတ်များအားလုံးကိုပြန်လည်ပြောကြဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဖြိုကပရိသတ်များနားဆင်ဖို့အတွက်အပြိုစင်ရဲ့ရင်ခုန်တန်ဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဖြိုနဲ့တူလိုက်ပါပြီးတော့နားဆင်ပေးပါအောင်ရှင်။ကျမရဲ့ကဘာကတိတ်ကိုရှိုးရှင်းခဲ့ပါတယ်။စာအုပ်တွေပကြီးကားတွေနဲ့အလုပ်ခွင်အားကွန်ပျူတာရှေ့မှာပဲအချိန်ကုန်လေးရှိရဲ့မိန်းကလေးတယောက်ပေါ့။အချေးစွာကိုဝိတုရီထဲမှာပဲဖတ်ဖို့ပြီးတော့ရင်ခုန်တဲ့ဆိုတာကိုလည်းကြပြတွေထဲမှာပဲခန်းစားဖို့ခဲ့ရပါကိုထန်းနဲ့တွေ့ရနေကမိုးပုတ်ဖွဲလေးတွေရွာနေခဲ့သူဟာကျမရဲ့အေးဆက်နေရဲ့လက်ဖြားတွေကိုပထမဆုံးစုပ်ကင်ပေးခဲ့သူပါအဲ့ဒီတော့ကကျမရဲ့ရင်ခုန်တဲ့ဟာပထမဆုံးချိန်ဖြစ်တန်စင်တစ်ခုလိုချုံမြင်ခဲ့တာကိုကျမအမှတ်ရနေစေအဲ့ဒီရင်ခုန်တဲ့ဟာနောက်ပိုင်းမှာငရဲတစ်ခုရဲ့အစပြိုးခြင်းဖြစ်မယ်လို့ကျမမသိခဲ့ဘူးကိုထက်ကဂယုစိုက်တက်လွန်သူကျမပါစားခြင်းလေဘာဝေးခြင်းလဲကအစားသူကအမြဲဦးစားပေးတတ်တယ်ကျမဘွားတွေကိုသူအလုံးစုံဝင်ရောက်လာခဲ့တယ်မောင်အမေကိုအရန်ချစ်တာမေကိုဘယ်သူမှမကြည့်စေချင်ဘူးအဲ့လိုသူပြောတဲ့အခါကျမအဲ့ဒါကိုအချစ်လို့ထင်ခဲ့မိရဲ့ကျမရဲ့ဖုန်းထဲကတငယ်ချင်းတွေရဲ့နံပါတ်တွေကိုသူဖြတ်ပစ်တဲ့အခါကျမဝက်လေရှိရဲ့စကတ်တူတူလေးတွေကိုသူမကြိုက်ဘူးလို့ပြောတဲ့အခါကျမသူ့စကားနားထောင်ခဲ့တယ်။ဘာလို့လဲဆိုတော့သူကကျမရဲ့ပထမဆုံးအချစ်ဦးဖြစ်နေလို့ပဲ။အပြိုစင်တယောက်ရဲ့စင်ကြယ်တဲ့ရှုံချမှုတွေကိုသူ့ခြေပွားအောင်မှခင်ပေးထားခဲ့မိရဲ့။အချစ်ရဲ့အဆောင်တွေဟာတဖြည်းဖြည်းမှိန်ဖြော့လာခဲ့တယ်။ကျမအလုတ်ကတငယ်ချင်းတွေနဲ့စကားပြောရင်သူကစိတ်ဆိုးလာတတ်တယ်။တခါတလေဖုံးမကင်မိရင်သူကကျမရုံးရှိထီလျှောက်လာပြီးလူကြားထဲမှာအော်ဟစ်တက်လာတယ်။မင်းကသစ္စာဖောက်နေရမလားလို့သူမေးရဲ့အခါကျမရင်ထဲမှာအနေထိုးတယ်လို့နာကျင်ရတယ်။သူကဒေါသတဲ့ကြီးအော်ဟစ်ပြီးရင်နောက်ခဏမှပဲဒူးထောက်တောင်းမယ်တက်ပြန်တယ်။မောင်မေကိုဆုံးရှုံးရောက်မှကြောက်လို့ပါ။မောင်စိတ်မထိန်နိုင်လို့ပါဆိုတဲ့စကားလုံးတွေဟာကျမတွေတန်ကြိုးတွေဖြစ်လာခဲ့တယ်။ကျမသူ့ကိုတနာခဲ့မိရဲ့။အဲ့ဒီတနာစိတ်ကပဲကျမကိုလောင်အိမ်နဲ့ပိတ်လောင်လိုက်တာပဲ။ကျမတို့ကြားကဆက်ဆံရေးဟာအစိတ်တောက်တွေပြေးလာခဲ့တယ်။ကျမပို့လိုက်တဲ့ message တွေကိုသူကဆင်းပြပြီးတော့ပြန်စာမပို့တော့ဘူး။နိုင်ပေါင်းများစွာကျမဖုန်းလေးကိုကြည့်ပြီးစောင့်နေခဲ့ရတယ်။သူပြောတဲ့အချိန်ဆိုရင်ကျမနဲ့သမီးလေးသူစိတ်ညစ်တဲ့အချိန်ဒါမှမဟုတ်တခုခုအဆင်မပြေရင်ကျမသူ့ရဲ့ဒေါသပုံအောရအမိုက်ပုံဖြစ်ခဲ့ရတယ်။မင်းကငါ့အတုံးမကြောက်လို့ထင်နေရမလားဆိုရဲအခြေမြင့်မရှိရဲ့ဆွဆွဲချက်တွေကနေ့စဉ်လိုကြားနေရတယ်။ကျမရှင်းပြဖို့ကြိုးစားတိုင်းသူကကျမရဲ့ပါးစပ်ကိုလက်နဲ့ပိတ်ပစ်တတ်တယ်။စကားလုံးတွေနဲ့နှိပ်စက်ရုံတွေမကပဲတကားတလေကျမရဲ့လက်မောင်းတွေကိုညှစ်ထားတတ်တဲ့သူ့လက်ချောင်းတွေမှာသွေးအေးမှုတွေပါလာခဲ့တယ်။ကျမကိုမှန်ထဲမှာပြန်ကြည့်ရဲ့အခါအရင်ကတက်ကြွခဲ့တဲ့မိန်းကလေးကိုမတွေ့ရတော့ဘူး။ရက်ကွင်းတွေညှို့ပြီးမျက်လုံးထဲမှာကြောက်ရွံ့မှုတွေပဲပြည့်နေတဲ့သစိမ်းတယောက်ကိုပဲတွေ့ရတော့တယ်။သူကျမကိုဖုံးခေါ်ရင်ကျမလက်တွေတုံလာတတ်တယ်။ရင်ခုန်တန်ကအရင်လိုချုံမြင်တဲ့ရင်ခုန်တန်မဟုတ်တော့ဘူး။ထိတ်လန့်တုန်လှုပ်တဲ့ရင်ခုန်တန်ဖြစ်နေခဲ့ပြီ။သူကကျမကိုတဖြည်းဖြည်းနဲ့လူတော့မတူအောင်လုပ်လာတယ်။မိဘတွေကလည်းမြို့တကယ်ချစ်တာမဟုတ်ဘူး။ငါပဲမင်းပြမှာရှိမှာ။အဲ့လိုသူကခဏခဏရှိုက်သွင်းခဲ့တယ်။ကျမရဲ့ကဘာဟာသူတယောက်တည်းပဲရှိတော့တယ်လို့ခံစားရအောင်သူဖန်တီးခဲ့တယ်။ကျမကအသက်ရှူနေပြီမဲ့တေလူတယောက်လိုဖြစ်နေခဲ့ပြီ။တရက်မှာတော့ကျမမမျှော်လင့်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတယ်။ကျမအလုပ်ကနေအထုတ်ခံခဲ့ရတာဟာကုမ္ပဏီကလူလျှော့လို့မဟုတ်ပဲသူကကျမနာမည်နဲ့အလုပ်ရှင်စီကိုရုပ်ရင်းတန်းတဲ့အီးမေးလ်တွေပို့ခဲ့လို့ဆိုတာပါ။သူကကျမကိုအပြင်လောကနဲ့အဆက်အသွယ်ပြတ်ပြီးသူ့အပေါ်မှာပဲလုံလုံရရမိခိုနေစေချင်လို့ဒီလိုလုပ်ခဲ့တာ။ကျမတို့အဲ့ဒီကြောင်မေးတဲ့အခါသူကမရှက်မကြောက်ပဲရေးပြီးပြောတယ်။ဒါမှမင်းကနာထွက်မသွားနိုင်ပါလေရဲ့။အဲ့ဒီအချိန်မှာကျမရင်ထဲကတခုခုကျိုးပြတ်သွားတယ်လို့ခံစားလိုက်ရတယ်။ဒါဟာပိုင်စိုးပိုင်နေနိုင်မှုထက်ဆိုးဝါးတဲ့ဖြတ်စည်းမှုပဲ။အဲ့ဒီညကသူအိပ်ပျော်နေတဲ့အချိန်မှာကျမသူ့ရဲ့ဖုန်းကိုဖွင့်ကြည့်ခဲ့တယ်။သူကျမကိုနှိပ်စက်နေတဲ့အချိန်တွေမှာသူကတခြားမိန်းကလေးတယောက်စီကိုငါးစီမှာအယူမတယောက်ရှိရဲ့။ तू ကငါမရှိရင်တေးမှာ။ तू ပေးတဲ့ပတ်စံတွေနဲ့ငါမင်းကိုလက်ဆောင်ဝယ်ပေးမယ်ဆိုတဲ့စာတွေပို့ထားတာကိုတွေ့လိုက်ရတယ်။ကျမတုံရင်နေရဲ့လက်တွေနဲ့အဝယ်စားအနှဲငယ်ကိုအိတ်ထဲကိုထည့်လိုက်တယ်
ကျမအိမ်တကားအသားရဖွင့်ပြီးထွက်လာခဲ့တယ်။လမ်းမပေါ်မှာလေအေးတွေကတိုက်ခတ်နေရဲ့ကျမမှသွားစရာနေရာမရှိဘူး။ဒါပေမဲ့ဒီနေရာမှာဆက်နေရင်ကျမရဲ့ဝိညာဉ်ပါတည်ဆုံသွားတော့မယ်ဆိုတာကျမသိရဲ့။ကျမရဲ့ပထမဆုံးအချစ်ဦးကျမရဲ့အပြိုစင်ရင်ခုန်တန်တွေကိုပေးအပ်ခဲ့ဘူးတဲ့လူဟာကျမဘဝရဲ့အဆိုးဝါးဆုံးလူသက်သမားဖြစ်ခဲ့တယ်။ကျမနောက်ကိုပြန်မကြည့်ပဲရှောက်လာခဲ့တယ်။မျက်ရည်တွေကပါးပြင်ပေါ်မှာစီးကျနေပေမဲ့ရင်ထဲမှာတော့ဆုံးဖြတ်ချက်တစ်ခုဟာခိုင်မာနေခဲ့တယ်။ကျမဟာနာကျင်မှုတွေနဲ့အတူလွတ်မြောက်ခြင်းကိုရွေးချယ်ခဲ့တယ်။အချစ်ဆိုတာပေးဆက်ခြင်းလို့လူတွေပြောကြပေမဲ့ကိုကိုဖျက်ဆီးပြီးပေးဆက်ရတဲ့အရာဟာအချစ်မဟုတ်ပဲအစိတ်တောက်တာဖြစ်ပါတယ်။အချစ်ဆိုတာမင်းကိုလောင်အိမ်နဲ့ပိတ်လောင်ထားတဲ့လက်တစုံမဟုတ်ပဲမင်းကိုကောင်းကင်ရံမှာလွတ်လပ်စွာပြန်တန်းခွင့်ပြီးတဲ့တောင်မဲ့တစုံသာဖြစ်ရပါလိမ့်မယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့အပြိုစင်ရဲ့ရင်ခုန်တန်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးပါပြီ။ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။